ကိုယ့်ရဲ့စိတ်ထဲမှာမုန်းတဲ့လူရှိများရှိသလားလို့လိုက်ခြင်းဘယ်သူပေါ်မှာမမုန်းရနောက်ဆုံးမှကိုယ်လာလာကြိုက်တဲ့ချင်းကလေးတွေတောင်ကစပြီးတော့မုန်းတယ်ဆိုစိတ်မရှိဘူးပေါ့နော်အားလုံးပေါ်မှာမုန်းခြင်းဆိုတာကင်းမဲ့သွားတဲ့သဘောတရားလေးကိုမေတ္တာလို့ခေါ်တာပဲအဲ့ဒီလိုအမုန်းတရားကင်းစင်အောင်မိမိရဲ့တဏ္ဍာမှာမေတ္တာဆိုတာကိုကြိုးစားအထောက်ဖို့လိုအပ်တယ်တဲ့အဲ့ဒီမေတ္တာဆိုတဲ့သဘောတရားကိုကိုယ့်ရဲ့ရင်နဲ့နှလုံးထဲမှာတွေ့အောင်ရှာပြီးဆိုလို့ရှိရင်ဘယ်လိုတွေ့အောင်ရှာမလဲမေတ္တာရဲ့မေတ္တာဖြစ်မှုမဖြစ်မှုကိုသိအောင်သူ့မှာသင်္ကေတလေးတွေရှိတယ်ဆိုင်းရှိတယ်ပေါ့ characteristic လို့ခေါ်တယ်ဒီတွင်ပြင်လက္ခဏာလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲလို့ဆိုရင်အကျိုးစီးပွားကိုလိုလားတဲ့စိတ်သဘောထားလေးဖြစ်လာတာဒါမေတ္တာဖြစ်တယ်လို့ခေါ်တာသူကပဲဘယ်သူပဲဖြစ်ဖြစ်ကြည့်လိုက်လို့ရှိရင်အော်သူအကျိုးလိုလားတဲ့စိတ်လေးဖြစ်ရင်ဒါမေတ္တာပဲဟိုသဗ္ဗေတ္တအဝေရာဟောတုလို့မေတ္တာပို့နေမှာမဟုတ်ဘူးသူကဘယ်သူပဲဖြစ်ဖြစ်ကိုလို့ပေါ်ခိုင်းမဲ့ခြင်းအော်သူကောင်းကျိုးချမ်းသာတွေရပါစေဆိုတဲ့စိတ်ကလေးပေါ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒါမေတ္တာဖြစ်သွားပြီလို့ပြောတာပဲမေတ္တာဟာအဲ့ဒီအချိန်မှာဖြစ်သွားတာအဲ့ဒီဖြစ်သွားတဲ့မေတ္တာကို develop ဖြစ်အောင်ကိုကလုပ်ပေးတာပဲမေတ္တာပွားတယ်ဆိုတော့ develop ဖြစ်အောင်လုပ်ပေးတာအဲ့ဒီစိတ်ဓာတ်မျိုးအကျဉ်းချင်းဖြစ်အောင်လုပ်ပေးတယ်ပေါ့တခါတရံနေဖြစ်တယ်ဆိုလို့ရှိရင်စွမ်းအားမရှိဘူးအကျဉ်းချင်းဖြစ်ပြီဆိုရင်စွမ်းအားတွေတက်လာတယ်အဲ့ဒီစွမ်းအားတက်လာအောင်လေ့ကျင့်ပေးတာကိုမေတ္တာဘာဝနာလို့ပြောတာအဲ့တော့ဟိတာကာရပဝတ္တိလက္ခဏာမေတ္တာဟိတဆိုတာဘယ်သူပဲဖြစ်ဖြစ်ခြေကောင်း